မင်္ဂလာပါခင်ဗျာစวัสดีครับทุกคนဒီနေ့ကျွန်တော်အမြဲတမ်းသင်ပေးနေကြထိုင်းကရိယာတစ်နေ့9လုံးအပိုင်း3သွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အတူတူအားလုံးပဲလေ့လာကြအောင်ခင်ဗျ hang 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 ဆိုတာကရှောက်တွေ့သည်လို့အဓိပ္ပာယ်ရပါတယ် hang 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 ဆိုတာအဓိပ္ပာယ်ကရှောက်တွေ့သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ piet 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 ဆိုတာဆိုဆုတီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာ piet ဆိုစစ်တီလို့အဓိပ္ပာယ်ရပါတယ် piet piet အဓိပ္ပာယ်ကတော့ဆိုဆုတီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ law 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 ဆိုတာရှောတီလို့အဓိပ္ပာယ်ရပါတယ်ယောက်ျားလေးတွေကိုသုံးတာဖြစ်ပါတယ်ခင်ဗျာ law ယောက်ျားလေးတွေရှောရင် law ဒီလိုမျိုးသုံးပါတယ်ခွန် law ရှောသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ soy 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 ဆိုတဲ့အဓိပ္ပာယ်ကလှသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာမိန်းကလေးတွေကိုသုံးတာဖြစ်ပါတယ်ခင်ဗျာဖူးရင်ခွန်ကြီးဆိုမှဒီမိန်းကလေးကအရန်လှတယ်လို့အဓိပ္ပာယ်ရပါတယ် soy 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 ဆိုတာအဓိပ္ပာယ်ကတော့လှသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ kile 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 ဆိုတဲ့အဓိပ္ပာယ်ကရုပ်ဆိုးသည်လို့အဓိပ္ပာယ်ရပါတယ်ဆွဲဆောင်မှုမရှိဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျ kile 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 ကရုပ်ဆိုးသည်လို့အဓိပ္ပာယ်ရှိပါတယ်ခင်ဗျ kile ရုပ်ဆိုးသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျဆွဲဆောင်မှုမရှိဘူးလို့ပြောချင်တာပေါ့နော် kile ရုပ်ဆိုးသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျအတန်တော့ပြန်ပြောကြည့်အောင်ခင်ဗျာအစအနေပြီးတော့ hang 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 ဆိုတဲ့အဓိပ္ပာယ်ကရှောက်သိသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျ piet 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 ဆိုတဲ့အဓိပ္ပာယ်ကဆိုဆွတ်သည်လို့အဓိပ္ပာယ်ရပါတယ် piet ဆိုဆွတ်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျ law 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 ဆိုတာကရှောသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျ soy 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 ဆွေဆိုတဲ့အဓိပ္ပာယ်ကလှသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာ soy လှသည်လို့အဓိပ္ပာယ်ရပါတယ် kile 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 ဆိုတဲ့အဓိပ္ပာယ်ကရုပ်ဆိုးသည်ဆွဲဆောင်မှုမရှိဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာ kile kile ရုပ်ဆိုးသည်ဆွဲဆောင်မှုမရှိဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာ kile kile ရုပ်ဆိုးသည်လို့အဓိပ္ပာယ်ရပါတယ်ကျွန်တော်အခုပြသွားတာအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာနောက်မှလည်းကျွန်တော်အမြဲတမ်းတင်ပေးနိုင်အောင်ကြိုးစားပါမယ်အားလုံးအဆင်ပြေကြပါစေSee you in the next video. Now we do my bye bye.